လက်ထက်လက်စွပ်ဒီလက်ထက်လက်စွပ်မတိုင်ဘူးဆိုရင်ဒီဗီဒီယိုတဲ့လာတစ်မျိုးပါဆွဲကြည့်ရတယ်ဟိုမှာဆွဲကြည့်ကြီးပဲဒီအန်ဂျယ်လေးပြီးတော့ဒီဆွဲကြည့်လေးနဲ့မှလိုက်တာဆွဲကြည့်လိုက်ပါဦးခလေးဘီဘီလေးဆွဲကြလာသွားပြီပြည့်စုံသွားပြီဘေဘီလေးโอเคဒီပါဘိုးကျော်ရဒီရတဲ့အပြင်ထွက်တာလည်းမတွေ့ဘူးခါတိုင်းဆိုရက်ကွက်ထဲမှာလိုက်ရသွားနေတဲ့လူကအခုအိမ်ထဲကအိမ်ပြင်မထွက်ဘဲနဲ့ဘာလဲငြိမ်စည်းတွေစားနေဟလားနေသေးမဟုတ်ပါဘူးဗျာအရင်တော့ကကြော်ထူးဆိုတဲ့ကောင်ကအိမ်အောင်ကြသွားပြီအဲ့တော့အိမ်အောင်ကြသွားတဲ့အခါမှာလဲရထားတဲ့မိန်းကလေးကကိုယ့်တဲ့အများကြီးငယ်တော့ဘေဘီလေးပေါ့ဗျာဘေဘီလေးစိတ်ချမ်းတော့အဲ့လိုဘေဘီလေးနဲ့လိုက်ရောညီတွေလူရတာလေးကိုပန်ဖိုးကိုညီနဲ့အပြင်မထွက်တော့ဒါပဲဒါပဲ ကိုကျော်အားကြပါပြီလားယူရမမကြသေးဘူးဘေဘီလေးကနေပြီ ဟာပေါ့ကြီးရလဲတက်ကလည်းကြီးနေပြီအချိန်လည်းမရှိဘူးယူရတဲ့မိန်းကလေးငယ်ငယ်လေးကွာကြည့်တဲ့မျက်လုံးတွေမနာလို့မြစရာစိတ်တွေအဲ့ဒါလေးအများကြီးပဲကွာအဲ့တော့ရက်ွက်တယ်လည်းမထွက်ဘူးကွာဘာဖြစ်လဲ အားဒါပြောမှာတော်တော်များများပြောမှာရုပ်ကခေါ်ပကရုံနဲ့ဒီလိုဟာလေးတွဲသွားတယ်ဘာလို့အများကြီးပြောမှာဘူး ဟိုတော့မညာလေးစားအားကြ ဒါလည်းဘာလို့ခေါ်မလဲဟိုအတိတ်ကံပဲခေါ်မလားပေါ့ကိုယ့်ရဲ့စမ်းပေါ့စမ်းဟုတ်ခင်ဗျားသိပါလေငယ်ငယ်တော့အเจ้าမှာဆိုရင် sorry ဝိုင်းဝိုင်းလေနာဟုတ်တယ်ဆိုကျောင်းနေတော့ဆိုဆော်ရီခါချနေရတာအဲ့ဒါကိုပြန်တွေးပြီးတော့မျက်လုံးတော့မြင်အောင်ပြီးတော့သဘောကျပြီးတော့ရီလိုက်တာဗျာ ဟာကျွန်တော်မမေးတော့မသိဘူးဗျာကျွန်တော် မင်းကပဲပြီးမွေးတာမမွေးသေးဘူးမင်းမေလည်းနေမရသေးဘူးလေတော့ ဒီဟိုအဲ့ဒါလေးရှောက်ပြောပြီးနေအခုဘေဘီလေးကဖယ်သွားတယ် ကျဲသူခါချတဲ့အဆင့်ပေါ့ရင်မခုံခဲ့ဘူးလေရင်မခုံဒါပေမဲ့ဘေဘီလေးကိုတွေးလိုက်တဲ့အချိန်မှာရင်ကအပြည့်ဝတော့မဟုတ်ဟတ်တော့တော့လောက်ဘေဘီလေးဖြစ်ဒီပေါ့နည်းနည်းလေးလှုပ်ခါသွားတယ်လှုပ်ခါသွားတဲ့အချိန်မှာကောင်မလေးကဗာပြောလဲဆိုတော့ယောက်ျားကြီးတမ်းမဲနဲ့ဟိုချက်လက်ချက်ပါတယ်မချက်လက်မချက်တော့ပြောမှာဟိုတပြားတဲ့ဒါပဲကြီးလိုက်တာဒီတော့ပဲ အားနာလို့ယူလိုက်တဲ့ အားနာလို့ကြီးလိုက်တာ မိုက်တယ်ကွာအားနာလို့ယူလိုက်ရတဲ့သဘော ပါပြောင်း ဟုတ်ပါမလား ဟုတ်တယ်ဟုတ်ပါတယ်လို့ပြောနေမှာ ဟုတ်မလားဗျာ ဒီပါဘေဘီလေးကဖယ်သွား သူမိဘတွေသွားခတော့တယ်လေ ခဲလိုက်မသွားဘူးလား အလိုက် ဘာလို့ပြည့်စရာလဲဟုတ်ပါမလား ဟုတ်ပါတယ်လို့ပြောနေမှာ ဟုတ်ပါမလား ဟုတ်ပါတယ်လို့ပြောနေ ဒီ မှာ မင်းလည်းကြည့်ရောကွာရုပ်မြင်တန်ကြားတို့ဗါလဲဟိုအငိမ့်ထဲမှာလူရှင်တော်ပြပြနေတဲ့ပြက်လုံးလို့ပေါ့ကွာမင်းသမီးကိုလေနေရလေငါမွေးငါမရလောက်ရှိတယ်ဆိုတာအဲ့ပုံစံမျိုးဖြစ်နေတာငါမွေးငါတတိမဟုတ်ဘူးငါမွေးငါမရဟာအဆောင်မှလည်းမတုံးနော်ဘာစီဝါကောင်းမှမတုံးကိုယ့်ရဲ့အရေးရှင်ကိုယ့်ရဲ့စမ်းစားတာတက်တော့ဒါပဲ နှစ်ထွက်တိုင်း ဒါပဲ ဟုတ်ပါမလား ဟုတ်ပါတယ်လို့ပြောနေတဲ့ဥစ္စာကိုမင်းကလေဟာဒါပေမဲ့ဘူကျော် ဒါ ဆေးတွေပါပြောသုံးဆောင်ပါသေးလား မတုံးကိုယ့်ရဲ့ကိုယ်ပဲအရေးချင်းပဲကွာအများတန်းချချင်းတာပြည့်တယ် stop အဲ့လိုဖြစ်နေတာကိုချချင်းနဲ့ဘူးသွားတာလေဘလို့ ကိုကြောက်ရုံနဲ့ဒါပေမဲ့တခုတော့ရှိလူတော့ချချင်းလေဖက်ခနဲ့ဖြစ်သွားမှာဆိုလို့ ချက်ခနဲ့တော့ဖြစ်အောင် ဖြစ်တယ်ဟုတ်တယ်နော် အသက်အရွယ်လေအပိုင်းချကွာတယ်လေ ဟုတ်လား ဟာနေတယ်လေဟာနေတော့ဒီကလေးစိတ်ချမ်းသာ မှာဆိုဆေးကိုမယုံဘူးဗျကြောက်လို့ အဲ့ဒါလူကွာတယ် ဟုတ်လား သုံးဆွဲတဲ့လူနဲ့ပစ္စည်းရဲ့ဟိုဘယ်လိုခေါ်မလဲလမ်းမှန်ကမ်းမှန်ပေါ့နော် အဲ့ဒါတကယ်ကျွန်တော်လက်တွေ့လား အဲ့ဒါ ဆေး ကွာ ဆေး quality ပေါ့ ဆေး quality ကွာတယ်သုံးဆွဲပုံသုံးဆွဲနီးနဲ့ဆေးရဲ့ quality အဲ့ဒါကွာတယ် အဲ့ဆိုကမ္ဘာတို့မှာအဲ့ယူ ဒါပေမဲ့ခုချိန်ဒီ plan မယ်နော် အဲ့ဒါကျွန်တော်ပြောစရာ အေး ကျွန်တော်တို့ကရေရှည်စီမံကိန်းလေ ဟုတ်တယ် တော့ကိုယ့်တဲ့ငယ်တဲ့ကလေးလေးဆိုတော့ကျွန်တော်လည်းဒါအားကိုးရမှာပေါ့နော်ဆေးရအဲ့တော့ဟိုရေရှည်စီမံကိန်းလေးဖြစ်တဲ့အထောက်အကူပြုမဲ့ဆေးဝါးမျိုးရရင်လိုချင်တယ် ထု
ထုတ်ထားတဲ့ဆေး မြောက်ကိုရီးယားအကြီးစင်းနဲ့ပါမယ်ထင်တယ်နော် အမြောက်ကိုရီးယားခြေစင်းမှာထည့်ရင်၄နိုင်ငံပါတယ်အကုန်ပါတယ် အညွန့်ကပါပြီးသား အညွန့်ကပါပြီးသားဒါပေမဲ့သုံးဆွဲတဲ့နေရာတော့အရေးကြီးတယ်နော် ဟိုင် လိုတာထက်တော့မပူလိုက်နဲ့ ဟော ကိုကဆန္ဒစောပြီးတော့လိုတာထက်ပူသွားလို့ရှိရင်အဲ့ဒါနည်းနည်းအန်ဒီရရှိတယ်ဘာအန်ဒီရရှိတယ်ဆို အဲ့ဆိုဟိုတချင်းလေးရလို့ဘာမင်းဆိုပြတဲ့ကောင်ဆေးဆိုတာတချင်းလေပါလေ တနိုင်ဘူးရှင်နေကချစ်တာကိုညာလေ အဲ့ဒီဆေးလို့ဖြစ်သွားပြီဆေးဟုတ်ပြီလားဘေဘီလေး ကလေးတွေတနာပါတယ်ဖြစ်အောင်မယ် မင်းလုံးငါမိတ်ဆေး ဟုတ်ပါမလားကိုမို့တေ ဟုတ်ပါတယ်လို့ပြောနေတာ ကျေးဇူးပဲပေးမယ်တောင်းသလောက်ပေးမယ်ဆေး ဟုတ်လားကိုမို့တေဟုတ်ပါလား ဟုတ်ပါတယ်လို့ပြောနေတာဗျာ ဒါကိုရဲ့ဧည့်သည်တွေလေနော်သူတို့သမင်းစားသွားမလား အာနိဗ္ဗာန်မစားတော့မစားတော့ ဟုတ်ကဲ့အကိုကြီးပြီးလို့ရှိရင်သမင်းစားလို့နော်သမင်းကပြန်လာတာနော်ကိုကြီး ဟုတ်လား what ဒီနိုင်ငံ ဒီနိုင်ငံကျန်သေးတယ်လေ အဲ့ဒါခြံထားတာတနိုင်ငံအတွက်တနိုင်ငံစာခြံထားတာစီရတော့တော်စတာမယ်စီကောင်းတယ် ဟာကောင်းပါဗောအမှန်ကန်လုပ်ပေးထားတာနော် ဟုတ်ပါပြီ ဝေးနေပါလေတော့ပြောင်းမလားမသိဘူးနော် မရဘူးအဝေးမပြောင်းအိမ်ကွင်းပဲအိမ်ကွင်းပဲငါတို့ကမန်ယူမမန်ယူ အေးကျွန်တော်တယောက်တည်းကိုယ်စလေယူထားသလိုပဲ တကယ်ပြောတာ ဟိုလူကောင်းလဲဟိုရှက်လဲရှက်ပါတယ်မရှက်လဲမရှက်ဘူးဟိုရှင်းနေတာနောက်ခါပြောဆိုစေးပြတ်သွားမှအရန်ဆိုရင် မပြေဝိုင်းတော့ရင်ကတော့တော့လုံးအောင် လုပ်ပေးမယ်1 day ပဲလုပ်ပေးမယ် ဟုတ်တော့ဒီတိုင်းပါဇက်ကြီးနဲ့လုပ်လို့တော့မရဘူး မ တော့ မမမ တော့လက်ကလေးပါ ကဘာပေါ်မှာမရှိတဲ့ဆေး တော့ကြပါ့ခင်ဗျာ တော့ကြတယ် โอเค โอเคလား ကျွန်တော်တို့ကမှအော်ရာကိစ္စသွားအောင် ယောက်ျားကြီးတွေတည်းမှာ order လိုက်ဟုတ်ဟုတ် ဒါဟုတ်ပြီ ခင်ဗျားတောက်တဲ့ဆေးမျိုးအော်ရာမှားထားလို့အဲ့ဒါသွားပို့အောင်မယ် တုံးဆွဲတဲ့လူတော်တော်များတာဗော အာများတာဗောကိုယ်စလေယူထားတာ ဆေးဒီငါအတွက်အသက်ဒီဆေးဟာဆေးကဘာပေါ်မှာမရှိတဲ့ဆေးဟာဟာဘာလဲဟာဟဲ့ဟာဘုရားဟောဒုက္ခဟာလေဟာဟာစံတိုးလေဟာဘာကုန်းလူစစ်တာကွာဟာဘယ်လိုဟာလဲလားကိုမကြဗျာ အခွန်မရှိတော့လေဟာဒီလူဝါးမြန်စားလားဟာကိုမို့တေလွန်ကျုံမရောက်ပါနဲ့ဆိုတော့ဟုတ်တယ်နော် မဟုတ်ဘူးငါပြောတာကိုကြားမှာတော့လိုတာတဲ့မပိုနဲ့လိုတာတဲ့မပိုနဲ့လို့ငါပြောတဲ့ခြားတယ်မကြ ရောက်ပါနဲ့ဆိုခင်ဗျာ ဒီလိုလေးစား မို့တေဒုက္ခဗျာ တို့ဘာမှရှိမိဘတွေစကားကြောင့်လက်ခံခဲ့ရပေမဲ့လူအများရဲ့မျက်လုံးအကြည့်ဒဏ်တွေကိုမခံနိုင်တော့လို့သမီးချစ်သူနောက်ကိုလိုက်သွားပါပြီဆင်ထားတဲ့ပစ္စည်းတွေကိုလည်းလက်ဖွဲ့လို့ပဲသဘောထားလိုက်ပါကျေးဇူးတင်စွာဖြင့်ဘေဘီလေး သွားပြီ ဟာ ကိုနေ ပြစ်ကော လူလေ ဆေးကြောင့်ဖြစ်တာမှတ်တာ ဘာကြောင့် မဟုတ်ဘူးသူမိမလင်းနေနောက်လိုက်သွားတာတဲ့ ပြောဗျာ